အားလုံးပဲမင်္ဂလာပါဆရာမဒီနေ့တော့ JD Macro Task Workboard ပေါ့နော် Workboard ထဲကဆရာမကဒီကုန်းလေးတွေကိုဆွေးနွေးပြပါမယ်ဆရာမတို့ JD Workboard ထဲမှာသင်္ချာ Workboard ထဲမှာပေါ့နော်စုစုပေါင်းအခန်း73ခန်းပါပါတယ်အခန်းတစ်ခန်းစီမှာဆရာမတို့လေ့ကျင့်စရာမိကုန်းလေး50ကြီးပါတယ်ပေါ့နော်ဒါလေးကိုဆရာမကတစ်ခန်းချင်းစီကိုဆရာမကနိုင်တဲ့လောက်လေးဖြည့်ချင်းဆွေးနွေးပြသွားပါမယ်ဒါဆိုရင်ဆရာမတို့က chapter 1လေးကိုကြည့်လိုက်တော့ whole numbers and integers အပြည့်ကိန်းကြီးနဲ့ကိန်းပြည့်တွေအကြောင်းပေါ့နော် okay ဒီကောင်းစရာမှာကျွန်တော်လေ့ကျင့်စရာမိကုန်အခု50ရှိပါတယ်ဆရာမတို့အရင်ဆုံး direction လေးကိုဖတ်ကြည့်အောင်ဆရာမတို့ direction လေးက answer the following questions တဲ့အောက်မှာပေးထားတဲ့မိကုန်တွေကိုဖြေပါ for multiple choice questions choose the best answer ဆရာမတို့ multiple choice မိကုန်တွေအတွက်ဆိုရင်တော့ရွေးချယ်စရာမိကုန်တွေအတွက်တော့အသင့်တော်ဆုံးအကောင်းဆုံးအဖြစ်မှန်ကိုရွေးချယ်ပေးပါ for other questions တခြားမိကုန်းတွေအတွက်တော့ follow the direction provided ကျမတို့ပေးထားတဲ့ညွှန်ကြားချက်အတိုင်းလိုက်လံလုပ်ဆောင်ပါလို့ပြောတာကျမတို့အဖြေတွေကိုစာမျက်နှာ100ခွင့်မှာဖော်ပြထားပါတယ်တဲ့ okay ဒါလေးကသူ့ direction လေးဒါဆိုရင်ကျမတို့စတော့မို့ပေါ့နော်ကျမတို့မိကုန်းလေးကိုစပြီးတော့တူတူဆွေးနွေးကြည့်အောင်ကျမတို့နံပါတ်1ကနေစလိုက်မယ် okay ကြည့်လိုက်မယ်နံပါတ်1ကဘာများပြောလဲဆိုတဲ့ကိစ္စလေးကိုကျမတို့မိကုန်းလေးက plot ဆိုတာနေရာချပါဆိုတဲ့အဓိပ္ပာယ် the number ဘယ်သူတုံးဆိုတော့47ဆိုတဲ့ကဏ္ဍလေးကို on the number line ပေါ်မှာနေရာချပါဒါဆိုရင်ဆရာမက number line နဲ့ပတ်သက်တဲ့အချက်လေးတစ်ချက်ကိုပြခြင်းနဲ့ number line မှာလက်တွေ့မှာ0ရှိတယ်0ရဲ့ညာဘက်ချမ်းဒီအပေါင်းကိန်းတွေဖြစ်ပြီးတော့0ရဲ့အနှုတ်ဘယ်ဘက်ချမ်းဒီအနှုတ်ကိန်းကဏ္ဍတွေဖြစ်တယ်ဆရာမတို့ number line ပေါ်မှာညာဘက်ချမ်းမှာရှိတဲ့ကိန်းတွေပိုကြီးပြီးတော့ဘယ်ဘက်ချမ်းမှာရှိတဲ့ကိန်းတွေပိုငယ်လေးရှိတယ်ဒီဟာလေးကိုတော့မင်းတို့ကယာပြီးသားဖြစ်နေရမယ်ကဲ plot ဆိုတော့ဆရာမနေရာချမယ်47ဆိုတဲ့ကိန်းဒီအပေါင်းကိန်းဖြစ်တယ်ဒါကြောင့်မို့3ညရဲ့ညာဘက်ချမ်းမှာရှိတာသိကြတယ်ဒါကြောင့်မို့3ညရဲ့ညာဘက်ချမ်းကိုလမ်းကြည့်လိုက်တော့49ဒီမှာပေးထားတဲ့ scale ရ20နဲ့40ကြား sorry ပါ40နဲ့60ကြားမှာရှိတယ်ဒါဆိုရင်ဟောဒီ40နဲ့60နဲ့ကြားတွေကဟောဒီအမှတ်လေးဒီဘလောက်ကိုရည်ညွှန်းတာလဲလို့မေးသိကြတယ်ထဝတိတိဖြစ်တဲ့50ကိုရည်ညွှန်းတာဒါဆိုရင်ဆင်းမလို့ကျင်တာ49ဒါဆိုရင်49ဒီဟောဒီ40နဲ့50ကြားမှာရှိမှာပေါ့အလဲတက်တက်ဆိုရင်45ဖြစ်ပြီးတော့45ကိုနည်းနည်းကြော်ပြရမယ်ဆိုတော့ဆီယမကဟောဒီ50နားမှာကပ်ပြီးတော့ point လေးချလိုက်ရင်ဒါဒီဆီယမအတွက်49အတွက် plot လေးဖြစ်သွားပြီပြီးသွားပြီတပုတ်နံပါတ်2လေးသွားရအောင် plot the number -25ဒီမှာတော့ -25ဆိုရင်အနှုတ်ဖက်မှာရှိမှာပေါ့နော်ဒါဆိုတော့ဆင်မတို့3ညရဲ့ဘယ်ဘက်ချမ်းလေးကိုကြည့်လိုက်မယ်အနှုတ်25ဆိုတော့အနှုတ်20နဲ့အနှုတ်40ဆိုတဲ့ပေးထားတဲ့ scale ပေါ်မှာရှိမှာဒါဆိုအနှုတ်20ရဲ့အနှုတ်40တက်တဲ့ဟောဒီတုတ်ချောင်းလေးတွေဘယ်လောက်ကိုရည်ညွှန်းတာလဲလို့ပြောရင်ဆင်မတို့အနှုတ်30ကိုရည်ညွှန်းတာပေါ့ဒါဆိုရင်အနှုတ်25ဒီအနှုတ်20နဲ့အနှုတ်30ကြားအလဲတက်တဲ့ဆိုတော့ဆင်မကြားအလဲတက်တဲ့လောက်မှာဆင်မ plot လေးလုပ်လိုက်မယ်ပြီးသွားပြီဆင်မတို့ဒါဆိုနံပါတ်3ကိုသွားမယ်နံပါတ်3မှာကျမတို့ place the correct symbol ဒါဒီ less than ဒါဒီ greater than ကျမတို့ဟောဒီ less than greater than ဒီဘယ်ကဏ္ဍကိုမူတည်ပြီးတော့ပြောလဲဆိုရင်ဘယ်ဘက်မှာရှိတဲ့ကိန်းကိုမူတည်ပြီးပြောပါတယ်ဘယ်ဘက်မှာရှိတဲ့ကိန်းဒီပို့ပြီးတော့ငယ်တယ်ဆိုရင် less than ဒီ data ကိုသုံးပြီးတော့ဘယ်ဘက်မှာရှိတဲ့ကိန်းဒီပို့ပြီးတော့ကျင်းတော့ greater than ဒီ data သုံးပါတယ်ဒါဆိုရင်အနှုတ်258နဲ့95မင်းတို့သိရဲ့95ဒီကြီးတယ်အပေါင်းကိန်းဒီကြီးတယ်အနှုတ်ကိန်းဒီငယ်တယ်ဒါကြောင့်မို့ဘယ်ဘက်မှာရှိတဲ့ကိန်းကငယ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ less than သင်္ကေတသုံးပါတယ်နံပါတ်4ကလည်း place the correct symbol less than နဲ့ greater than between the number -47 နဲ့-44ကျွန်တော်တို့ဒီဘယ်ဘက်ကကိန်းကပိုငယ် less than သင်္ကေတသုံးမယ်ဘယ်ဘက်ကကိန်းကပိုကြီးရင် greater than သင်္ကေတသုံးမယ်အနှုတ်49နဲ့အနှုတ်44မှာဆင်မတို့အပေါင်းဆိုရင်ကဏ္ဍကြည့်ရင်ကြီးတယ်အနှုတ်မှာကျတော့ပြောင်းပြန်ဟုတ်တယ်နော်အပေါင်းကိန်းမှာကျတော့ကဏ္ဍကြည့်ရင်ကြီးသွားတယ်အနှုတ်ကိန်းမှာကျတော့ကဏ္ဍကြည့်လေသေးလေကဏ္ဍကြည့်လေသေးလေ
ဒါကြောင့်မို့ဟောဒီမှာအနှုတ်49နဲ့အနှုတ်44မှာအနှုတ်49ဒီပို့ပြီးတော့ကိန်းဂဏန်းအဖြစ်များတဲ့ကြောင့်မို့တန်ဖိုးအဖြစ်နေတယ်နော်အနှုတ်49နဲ့အနှုတ်44မှာအနှုတ်49ဒီပို့ပြီးတော့ငယ်တယ်ဘယ်ဘက်ကိုပို့ရောက်တယ်ဒါကြောင့်မလို့ငယ်တဲ့လက္ခဏာ less than သင်္ကေတသုံးပါတယ်နံပါတ်5 place the correct symbol less than or greater than between the number ဆင်မတို့ကဏ္ဍနှစ်ခုမှာဆင်မကြည့်လိုက်တော့အပေါင်း54နဲ့အနှုတ်128ဘလို့ပဲကြည့်ကြည့်54ဒီပို့ပြီးတော့ကြီးတယ်ဘယ်ဘက်မှာရှိတဲ့ကိန်းဂဏန်းဒီပို့ပြီးတော့ကြီးတဲ့အတွက်ကြောင့်မလို့ greater than သင်္ကေတသုံးပါတယ်နံပါတ်6 what is the opposite of -5 ဆင်မတို့က-5ဆိုတဲ့ကဏ္ဍလေးကဒါလေးသူ့ရဲ့ opposite လို့ပြောရင်ဆန့်ကျင်ဘက်ဆင်မတို့ရှိရဘာနဲ့မြောက်တော့ဆိုတော့-5နဲ့မြောက်တယ်အဲ့ဒီခါမှာကလေးတွေက A လို့ထင်ကြတယ် no မဟုတ်ပါဘူးဆိုတော့နောက်ဆုံးရလဒ်ကိုပဲလိုချင်တယ်အဲကြောင့်မလို့-5ဆိုတဲ့ကိန်းလေးရဲ့ opposite လေးဒီနောက်ဆုံးဘာပဲဖြစ်ရမလို့ဆိုတော့5ဆိုတဲ့ကိန်းလေးပဲဖြစ်ရပါမယ်ဒါကြောင့်မလို့ဆီယာမရဲ့ကိန်းလေးဒီနံပါတ်6လေးဒီဘာဖြစ်သွားတော့ဆိုတော့နောက်ဆုံး D ဆိုတဲ့အဖြေလေးပဲဖြစ်သွားပါတယ်ရမယ်ထင်တယ်နော်ဒါဆိုရင်ဆမတို့ဒီ5ပုတ်6ပုတ်ပြီးသွားတယ်ပေါ့နော်ဆမတို့အဲ့ခါမှာကလေးတွေကနံပါတ်6လို့ဟာမျိုးတွေမှာ multiple choice တွေမှာကလေးတွေက A နဲ့ D နဲ့ကိုဆမတို့ဝေဝါတတ်တယ်ဆမတို့ဒီနောက်ဆုံးရလက်အဖြေဝဲလို့ခြင်းနဲ့ -5 ရဲ့ opposite နှုတ်လေးဒီဒါလေးမဟုတ်ပါဘူးနောက်ဆုံးရလက်ဒီ +5 ဆိုရင် +5 ကိုပဲယူပါတယ်ဒါဆိုရင်ဆရာမ6ခုပြီးသွားပြီကျန်တဲ့ပုံစံတွေဆက်သွားကြရအောင်ဒါဆိုရင်ဆရာမ9လေးတစ်ပုဒ်ကျန်တော့9လေးကိုဒီမှာကြည့်ကြည့်ရအောင်9က what is the simplified form အရိုးရှင်းဆုံးပုံစံ of the opposite or opposite of 12ဒါဆိုရင်ဆရာမဒီနောက်ဆုံးကအင်္ဂလိပ်စာဆိုနောက်ဆုံးကစားတယ်12ဆိုတဲ့ကိန်းဂဏန်းလေးရဲ့ opposite လို့ပြောတဲ့အတွက်ကြောင့်မို့ဆရာမကဒါလေးကမူရင်း12သူ့ရဲ့ opposite တစ်ခါပြီးရင်ထပ်ပြီးဘာလုပ်သေးတော့ opposite သေးတယ်12ဆိုတဲ့ကိန်းလေးရဲ့ opposite or opposite အနှုတ်နှစ်ခါဖြစ်တော့နောက်ဆုံးအဖြေဒီဘာပဲရေးမလို့ဆိုတော့12ပဲဒါလည်းခုနကပုံစံအတိုင်းပဲဒီမှာနံပါတ် A ဒီ -12ဆိုတော့ဒီဖြိုရွေးလိုက်ရင်မာတယ်စမဒီနောက်ဆုံးဖြေဘယ်သူ့ဝဲလို့ခြင်းလဲဆိုတော့12 B ကိုပဲလိုချင်ပါတယ်စမတို့ဖြေလေးဒီ9က B လေးကိုလိုချင်တာပါဒါဆိုရင်ဒါလေးကိုလည်းရပြီလို့ယူဆလိုက်ပါပြီဒါဆိုရင်နံပါတ်8လေးကိုတွားကြအောင်ပေါ်ပြန်တက်လိုက်ပြီနံပါတ်8လေးကိုတွားမယ်ဒါဆိုရင်နံပါတ်8မိကုန်းလေးကိုဖတ်ကြရအောင် Okay မိကုန်းလေးကိုကြည့်လိုက်တော့ what is the modulus of -42 Okay ဆရာမဒီမှာပြီးစီခြင်းတဲ့အချက်လေးတစ်ခုပြောပြရမယ်ဆိုရင်ဟောဒီ modulus လေးဒီဘာကိုရင်းနှီးလဲလို့ပြောရင်ဆရာမတို့ကသူ့ရဲ့သဘောတရားကိုမင်းတို့ကသိရမယ် absolute value ABSOLUTE absolute value ပကတိတန်ဖိုးကိုပဲလိုချင်တာပကတိတန်ဖိုးဆိုတာဘာတော့စင်မောက်တွေအနှုတ်ဆိုတဲ့ကောင်ကိုလုံးဝထည့်မစဉ်းစားဘူးတဲ့0ကနေပြီးတော့ positive ဘက်ကိုပဲဆင်မတို့ကစဉ်းစားပါတယ်ဆင်မတို့ဒီ ဟောဒီ modulus ထဲမှာဆင်မတို့အနှုတ်ကြိုက်တယ်လို့သင်ဆင်မတို့ကအဲ့အနှုတ်ဆိုတဲ့လက္ခဏာကိုလုံးဝထည့်မစဉ်းစားဘူးဆင်မတို့တုံညာနေပြီးတော့အဲ့ဒီဂိမ်းတီအကွာအဝေးပကတိတန်ဖိုးကိုပဲစဉ်းစားပါတယ်ဒါဒီ absolute တန်ဖိုးရဲ့ value ရဲ့မူရင်း definition မှာဒါဆိုရင်ဆရာမကနံပါတ်8လေးရ modulus of -42 ဆိုတာဒီဆရာမတို့ modulus ထဲမှာ minus ကိုလုံးဝထည့်သွင်းမစဉ်းစားဘူးဒါကြောင့်လို့သူ့ရဲ့ပကတိတန်ဖိုးဒီဆရာမတို့ဘယ်လောက်ပြင်မလို့ဆိုရင်42လို့ခေါ်တဲ့ A လေးဖြစ်ပါတယ်နော်လက္ခဏာကိုထည့်မစဉ်းစားတဲ့ကြောင့်မို့ဆရာမတို့ -42 ဖြစ်ဖြစ် +42 ဖြစ်ဖြစ်သူ့ရဲ့မူရင်းပကတိတန်ဖိုးဒီ42ပါပဲဒါဆိုရင်နံပါတ်9လေး what is the absolute value absolute value ဆိုတာမင်းတို့သိရဲ့ဒီထဲမှာဒီလိုမျိုးလေးပြောတာ absolute value of 7 okay ဒါဆို absolute value of 7ဆိုရစမောက်ဒီ plus ဖြစ်ဖြစ် minus ဖြစ်ဖြစ် minus ကိုလုံးဝစိတ်ဝင်စားလို့ပြောတယ်ဒါကြောင့်မို့သူ့ရဲ့ absolute value ဒီဘယ်သူလဲလို့ပြောရင်ဆရာမတို့ D ပါနော်အဲ့ဒီခါမှာဆရာမဒီလက်သေးကွင်းလေးရော no ဆရာမတို့က absolute value လို့ပြောရင်လက်သေးကွင်းတွေလည်းမခတ်တော့ဘူးဘာကွင်းမှမခတ်တော့ဘူး absolute value ဒီ9ဒါပြီပေါ့နော်
ဒါဆိုခုနှစ်ချင်းတူတူပဲဆိုပြီးတော့စီနဲ့ရောနေမှာဆိုလို့အပြည့်လို့ပဲလို့ဆိုရင်တူတန်မို့ဒီဘယ်လောက်လဲလို့မေး48တော်ပြီပေါ့ဘာလို့လက်သေးခွင့်ခတ်တော့မှာတော့အနှုတ်လည်းမပါပဲနဲ့